ပြက်ခဲ့ဘူးစစ်တပ်ကိုရန်လောက်ရောက်မှာတနေ့တော့အခါတခါလေကျွန်တော်တို့ကန်ကြီးတော်မြို့ကလူကြီးတွေအကြောင်းပြပြီးတော့မော်တော်ဘုတ်ခရီးတစ်စင်းနဲ့ဘုံကျောင်းဆန်းရောက်လာတယ်ဗျာမော်တော်ဘုတ်ခရီးကိုစီးလို့နော်ဒီပသိကတကမြေရိုးတစ်လျှောက်ကတန်ကြောင်တို့ကြောင်းကုန်းတို့လှည့်တရားဟောရင်ရောက်လာတယ်ဗျာဟာဘုံကျောင်းဆန်းကျွန်တော်ဟိုသိချစ်တာမြည်ဘူးကျင်လေဟာဘုံကျောင်းဆန်းရောက်တခါသူကသင်္ဘောစိတ်ကကျွန်တော်တို့ကန်ကြီးကမြို့ကလေးပါတောမြို့ကလေးပါအဲ့ဒီသင်္ဘောစိတ်ကအဲ့ဒီကလူကြီးတွေကတခါသင်္ဘောစိတ်ကနေပြီးတော့မြို့လေရဓမ္မယုံအထိမပြောပေနဲ့ဆက်ရာဇမတ်တွေကဘုရားအောင်ဆန်းနဲ့ဘယ်လိုပါလာဆိုတော့ဒီတခင်ဥပါလာဥနုပါလာတယ်တခင်ဝတ်တင်ပါလာဝင်ကြီးတွေပဲဘုရားအောင်ဆန်းပြီးတော့ဂျပန်စစ်ဗိုလ်ကြီးနှစ်ယောက်သူတို့ရဲ့စက်တော်ဆောင်လာတော့မဟုတ်အဆောင်နေလာပဲဘုရားကြီးနှစ်ယောက်ပါလာ9ယောက်ရောက်လာပြီးတခါလဲဓမ္မယုံမှာကန်ကြီးယောက်ကဓမ္မယုံမှာဟောတယ်နံပါတ်1ဟာကျွန်တော်ကသိတော့မြင်ဘူးကျင်တော့ဟာဘုရားအောင်ဆန်းမလေးကြက်နဲ့မြင်ဘူးလေတော့ဘောတော့တခါလဲဂျပန်လေးစဝစ်စစ်စုံနဲ့တော့ဘူးစင်ဟိုဒလွယ်ကြီးတွေအားကြတာကျွန်တော်နေပြောပါဟာဘုရားအောင်ဆန်းတခါကြည့်စုံသွားတယ်ကျုပ်ပထမဥပဒေကြီးပြောခြင်းနဲ့တဲ့နော်ခင်ဗျားတို့ကျုပ်ကိုရာဇမတ်ကမပြောပင်စိုက်ပြီးတော့လုတ်တဲ့အလုပ်တွေပကာသနာအလုပ်တွေမလုပ်ပါနဲ့ကျုပ်ကလည်းပြည်သူပြည်သားတက်ရောက်ပဲလေလူတွေကလူတယောက်ပဲကျုပ်ကိုဒီလိုပကာသနာအလုပ်တွေမကြိုးစိုးပါနဲ့ဟာလူကြီးတွေကိုလက်လုပ်ကိုပြီးတော့အဲ့လိုဆိုခါလာပြောတာပဲပြောနောက်ပြီးတော့တခါကျွန်တော်တို့ကြောင်းလေလာပြီးဟောပြတို့လွတ်လပ်ရေးရတယ်ဆိုအဲ့တော့ဂျပန်လွတ်လပ်ရေးပေးထားတယ်တို့လွတ်လပ်ရေးရတယ်ဆိုတာလေနော်ဝင်းကြီးအစိုးရအဖွဲ့တစုနဲ့အခွင့်ထူးကန်လူတစုလောက်ကလွတ်လပ်ရေးရပြည်သူတွေလွတ်လပ်ရေးမရသေးဘူးကွာတို့ဆက်ပြီးတော့တိုက်ရအောင်မယ်ဟာဂျပန်ဆက်ဖို့လုပ်နေရှင်းမှာပြောတာဟာကျွန်တော်ကြတိမချင်းခါပြောတာဂျပန်တော်ဟန်လို့တို့လွတ်လပ်ရေးကိုထိပါတဲ့လူခုတည်းဆက်လက်တိုက်ထုတ်အောင်အဲ့ဒီလိုပြောတာပြီးတော့ကျုပ်ကလည်းထမင်းစားပွဲတွေဝါသနာမပါဘူးလေဒင်တာတွေတက်နိုင်ရင်ပဲတော့မှမသွားဘူးထမင်းစားပွဲတွေမှာစားလောက်အောင်ကျုပ်ကတိုက်ပြီးဆိုလှုပ်တာဘယ်လောက်ရှိသေးလို့လဲဟာသူအသေးကလှုပ်နေနော်အဲ့လိုပြောတာကပြက်သားလူကိုယ်တိုင်အချင်းတွေ့ပြီးတော့ကျွန်တော်တို့ဆယ်တန်းအောင်တော့1946ခုနှစ်တက်ကလေးရောက်တော့လုံးတော့လုံးစရာပဲတက်ကလေးရောက်တော့ကျွန်တော်တို့စီနီယာအင်တာပေါ့ဒုတိယနေ့အရောက်မှာဘုရားအောင်ဆန်းတို့ကြာဆုံးနေတယ်ဆိုသိဟာညတဲ့ပါတခါတက်ဦးတော့အိုးမဖြစ်ဘုရားအောင်ဆန်းအသက်ခံရတယ်ကြာဆုံးသွားပြီဆိုတော့ညတဲ့မှာတက်ခါသားမှာတခါအခုအစိဝေးခေါ်ကျောင်းသူကျောင်းသားအကုန်လုံးလာကြပြီးတော့အဲဒီကကျောင်းသားတယောက်မှတ်မိသေးတယ်ဦးကျော်မြင့်ကိုကျော်မြင့်ဆိုတဲ့သူကဝါဝိုင်းတရောထိုးပြီးတော့ဗမာလွတ်လပ်ရေးအတွက်တက်မတော်ဖွဲ့လာတယ်ဂျပန်ပြည်မှာပွဲဆိုဘုရားအောင်ဆန်းတဲ့ချင်းကိုဆိုပြီးတော့မှဘုရားအောင်ဆန်းအကြောင်းဟောပြောကြတယ်အထိတ်မှဟာကျွန်တော်တို့ဆိုတာမျက်ရည်ဖြန်နေကြကျောင်းသူတွေရောကျောင်းသားအကုန်မျက်ရည်ဖြန်နေကြနောက်ပြီးတော့ဘုရားအောင်ဆန်းအလောင်းကိုရုပ်ခလက်ကိုဂျူဘလီဟောဖျက်လိုက်တာမျိုးစရာကောင်းတယ်အဲ့ဒီမှာထားလို့ကျွန်တော်သွားကြည့်တော့ဘုရားအောင်ဆန်းပေးမှဒေါခင်ကြီးကထိုင်သူ့တရားစိတ်ထားတယ်မပုတ်မသောအလောင်းကိုသွားပြီးတော့အဲ့တော့ကျွန်တော်ဒီအသက်ချင်ရှားရှိစဉ်ကဘုရားအောင်ဆန်းကိုတကြီးကန်ကြီးတော့ကန်းလို့နော်တကြီးဆိုနှစ်ကြိမ်ပေါ့ဓမ္မကြီးမှာဟောတာကျွန်တော်ကြောင်းမှာဟောတာတရားဟောတာနှစ်ကြိမ်တကြီးနားခဲ့ဘူးပါလေနောက်ပြီးတော့သူကွယ်လွန်ပြီးမှအာဇာနည်များအလောင်းကိုဂျူဘလီဟောမှာထားတော့တကြီးဟွာပြီးတော့ကြည့်ပြီးတော့အယုသိပြူပါလေသူ့ရဲ့အလောင်းတကြီးမြင်ဘူးပါလေအသက်ရှင်နေတဲ့တကြီးမြင်ဘူးပါလေအဲ့ဒီအကြောင်းကျွန်တော်ကြပြာလေးတော့ဆက်ထားတယ်ရှေးမှာဆိုလို့နော်ဒီမှာမထူတော့ပါဘူးကြာနော်သမင်းဆိုင်နဲ့ကျွန်တော်ပဲဝယ်ကျွေးပါမယ်ကြာကျွန်တော်64စမနဲ့64ကောင်းတယ်ဗျာဟောရတာလေအဲ့ဒီလိုဟောပြတာကောင်းတယ်ကျွန်တော်ပြောချင်တာ64မှာကျွန်တော်က1913ခုနှစ်မကြသေးဘူးနော်ဘုရားအောင်ဆန်းအကြောင်းကျွန်တော်ရေးခဲ့ပါလေနော်မှုကြီးမှိုင်းပြဇူလိုင်လတွင်ဖခင်အောင်ဆန်းပြည်သူပန်းလေညှိုးနွားမြေခကြာဆုံးရဘဝကျွေပြက်ခဲ့ရှာတကားနော်တို့ဖခင်လေပြည်ခွင်ရိုင်နဲ့အုပ်စိုးခဲ့နေချက်လက်အောင်ဖက်စစ်အောင်မှလွတ်မြောက်ရအောင်ဦးစီးဆောင်၍ပြည်ထောင်သွေးသားတိုင်းရင်းသားရင်ကြားစိတ်အောင်ညီညွတ်အောင်လျှင်စွန့်ဆောင်နိုင်ခဲ့ပါလိမ့်တကားနော်ပြည်သူစာချုပ်ချုပ်ပြီးတိုင်းရင်းသားညီညွတ်ရေးရတာဘုရားအောင်ဆန်းရရနော်နိုင်ငံအသစ်
ပြည်တော်သစ်တီလူသစ်စိတ်သစ်ပေါ်ထွန်းသိအောင်ဥဆောင်ထုခဲ့စွန့်ဆောင်ဆဲတယ်လွတ်လပ်ရေးမရသေးဘူးရတော့မယ်ကြီးမှာစွန့်ဆောင်ဆဲတယ်သူလင်းမြေခကြာဆုံးရတော့တတာမဆုံးတပီလုံးလင်းယူရိုးမရဖြစ်ခဲ့အဲ့ဒီတော့ကျွန်တော်တော့ပြန်ပြောတော့နေကြတခါသူ့ရဲ့ရုပ်ကလပ်ရေဘော်တွေကရေဘော်ဖြစ်တယ်ထမ်းလာလူရအကုတ်ဝါကြလူရအကုတ်ငိုကြကားလေးပိတ်ဘတ်ကားလေးပိတ်ငိုကြမျက်ရည်ကိုကြာတခက်ကိုလိုက်လဲအဲ့ဒါလည်းဟတ်ချီရတယ်ပါဟတ်ချီရတယ်နော်တပီလုံးနေယူရိုးမရဖြစ်ခဲ့အိုးဆွေတို့ငါတို့ဖခင်ကျေးဇူးရှင်ကိုတို့လင်ချစ်ချမြတ်နိုးကြတယ်ဖခင်ပေးထအမွေများသည်ရိုးသားဖြောက်မှနှလုံးမြတ်ဘုရားအစနဲ့ရိုးသားတယ်အလုံးရိုးတယ်သူ့ကိုဘလူးမှမပြီးရိုးသားတယ်ရိုးသားဖြောက်မှနှလုံးမြတ်ဖြင့်လွတ်လပ်မြတ်တာကျင့်စဉ်လှလွတ်လပ်မြတ်တာတယ်မတရားမှုမှာဆန့်ကျင်ပါပြီပကာသနာဖဲခွာချခုံပါကသနာလုံးဝမကြက်ဘုရားအစခုံပါကသနာပကာသနာဖဲခွာချလေချစ်ကြရင်ဒီသွေးစည်းပြေးရင်စိစိမခံအနေမှန်လဲစိမခံဘူးကာကြီးကရမစိတိုက်တာရင်မနေဘူးအစိုးရပေးအိမ်မှာပဲနေတာနေပြီးပြည်မုံအကျိုးကိုအကျိုးဒီအကျိုးနှစ်ဖြာပြည့်စုံမအောင်သူငါဆောင်စုအဆွေတို့ဖခင်အမွေတို့ပွားစေဖို့သူ့လိုပဲကျွန်တော်ရိုးရိုးသားသားကြောင်းထောင်မှန်မှနေထိုင်ပြီးတော့နော်ကိုအကျိုးတိုက်ပြည်အကျိုးလူသားအကျိုးဆောင်ခဲ့ကြပါဆိုရေးထားပါလေပြောရရင်တကယ်မျက်ရည်ကျပါကျွန်တော်နှစ်ချိန်ကျွန်တော်ကံကောင်းတယ်လို့ခေါ်မှာအသက်ရှင်နေတာတစ်ချိန်